ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေအထူးသတိပေးချက်ထုတ်ပြန်လိုက်တဲ့ကုသဆေးမပေါ်သေးတဲ့ Hanta virus အန္တရာယ်အာဆီယံဒေသတွင်းကိုခြေဦးလှည့်လာနေပြီလို့သိရပါတယ်။အာဂျင်တီးနားနိုင်ငံကနေထွက်ခွာလာတဲ့ MV Hondias အပျော်စီးသင်္ဘောပေါ်မှာလူအချင်းချင်းကူးစက်နိုင်စွမ်းရှိတဲ့ Sharpa Andes Music Virus ကူးစက်မှုဖြစ်ပွားခဲ့ရကနေလက်ရှိအချိန်ထိ Dutch နဲ့ German လူမျိုးခရီးသည်3ဦးသေဆုံးခဲ့ပြီးဖြစ်တယ်လို့အဲ့ဒီသင်္ဘောပေါ်မှာလိုက်ပါခဲ့တဲ့စင်ကာပူနိုင်ငံသား2ဦးနဲ့ PR 2ဦးတို့ဟာလေစင်ကာပူကိုပြန်လည်ရောက်ရှိလာလို့ NCID ကူးစက်ရောဂါဗေဒဌာနမှာတီးတန့်ခွဲခြားစောင့်ကြည့်ခံနေရတာပါအထူးသဖြင့်ဒီ virus ဟာပုံမှန်အားဖြင့်ကြွက်တွေကနေတဆင့်ကူးစက်တာဖြစ်ပြီးမဲ့အခု Andes virus ကတော့လူအချင်းချင်းအလွန်နီးကပ်စွာထိတွေ့သူတွေကြားကူးစက်နိုင်တယ်လို့ WHO ကအတည်ပြုထားပြီးယောဂပြိုးပင်သက်တမ်းဟာ45ရက်အထိကြာမြင့်နိုင်တာကြောင့်တင်ပေါ်ပေါ်ကနေနေရနိုင်ငံအသီးသီးကိုပြန်သွားကြတဲ့နိုင်ငံပေါင်း12နိုင်ငံကခရီးသည်တွေကိုကျန်းမာရေးတာဝန်ရှိသူတွေကအပူတပြင်းလိုက်လံရှာဖွေနေရတာဖြစ်ပါတယ်Hanta virus ဟာအစပိုင်းမှာဖျားတာကိုလက်ကိုက်ခဲတာနဲ့အစာအိမ်ပြဿနာတွေဖြစ်တတ်ပြီးနောက်ပိုင်းမှာအဆုတ်နဲ့နှလုံးကိုလှင်မြန်စွာထိခိုက်စေတဲ့အတွက်တိဆုံးမှုနှုန်းဟာ90%အထိမြင့်မားနိုင်တယ်လို့လက်ရှိအချိန်ထိကာကွယ်ဆေးနဲ့ကုသဆေးမရှိသေးတာကြောင့်အထူးသတိပြုရမှာပါ။